ကျိန်စာလည်းမတိုက်ပါနဲ့လက်စားလည်းမချေပါနဲ့သစ္စာတွေဘာတွေလည်းစုံမနေတော့ပါနဲ့ဘာဖြစ်လို့လဲလို့မေးရင်လူတွေကကိုပြုတ်တဲ့ကံတွေဟာကိုထံကိုပြန်လာတာပဲဒါကြောင့်ကိုယ့်အပေါ်မကောင်းတဲ့လူတွေရဲ့အပေါ်မှာကျိန်စာလည်းမတိုက်နဲ့သစ္စာလည်းမဆိုနဲ့လက်စားချေဖို့လည်းမစင်စားနဲ့သူတို့အတွက်တွေးပြီးတော့မှတနာတောင်တနာရအောင်ဘာကြောင့်လဲလို့မေးရင်ကိုယ့်အပေါ်မှာသူတို့ကျူးလွန်ခဲ့တဲ့အမားတွေကိုယ့်အပေါ်မှာသူတို့ကျူးလွန်ခဲ့တဲ့အရာတွေဟာသူတို့စီကိုပြန်လာတဲ့တနေ့ကျရင်ခံနိုင်ရင်ရှိပါမလားဒါကြောင့်ကိုယ်တိုင်ကလည်းပဲသူတို့ဘာရဲ့အပေါ်မှာပြောတော့မယ်ဆိုတော့မယ်လှုပ်တော့ကင်တော့မယ်ဆိုရင်ငါထံကိုအဲ့ဒီအရာတွေပြန်လာခဲ့ရင်ငါခံနိုင်ရရှိပါမလားလို့တွေးပြီးတော့မှကိုချင်းစာဘလို့လူမျိုးတွေနဲ့ပဲကြုံရဘလို့လူမျိုးတွေနဲ့ပဲစုံရကိုယ်တိုင်ကစပြီးတော့အားလုံးဟာလူလောကတွေကိုအလဲလာကြတဲ့ဧည့်သည်တွေပဲမို့ကိုနဲ့ကြုံခွင့်စုံခွင့်ရတဲ့လူတွေဟာကိုယ့်အတွက်တော့ဧည့်သည်တွေပဲမို့လားဧည့်သည်တွေရဲ့အပေါ်မှာကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေဧည့်သည်တွေပဲမို့အဲ့ဝတ်ကြည်ပေးလိုက်ပါအ ਨੇ ဆုံးတော့ကိုလိပ်ပြာကိုလုံရတာပေါ့နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါ Zamena Vedike Praname Yedu